မင်္ဂလာပါဒီတင်စာပေးချင်တာကတော့မြန်မာလူကြီးဂိတ်ဆုံးတီးလို့ရနေပြီဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အဲ့ဒါသူပါသူဂိတ်ဆုံးတီးမတီးကွီတို့ကရင်ကောင်းတော့မီးလောက်ဝါနဲ့ဖိုက်တာလို့တီးနေလို့လန်ကိုတဝီဝီလုပ်နေတယ်ချက်ဆိုင်တီလေးကပိုင်လာကြည့်လာလို့ဒါမပိုင်ရင်ရင်အောင်မရိုက်ဘူးဆိုပြီးတဟားဟားနဲ့ထားရည်လို့ချက်ဆိုင်တီလေးလှာနဲ့ပြေးရိုက်မယ်လို့ဒါကွီကနေအောင်ဆိုပြီးတော်ကီရီဆိုလို့ဒါဘာလာတော့လိုက်မီတော့လို့အသားပဲဖွဲထုတ်ပြလိုက်တယ်ရှုပ်တော့ဟောဒီမီးလက်ဝါနဲ့အဝါချွေးပြစ်လိုက်မယ်ဒီမှာညီမလေးတုံးတိုက်တိုက်ကြားကြိုက်ကွီးနဲ့ဖိုက်မယ်ဆိုရင်တော့အခုလိုတယောက်တည်းဖော်မဲကြိုက်မှာမင်းပေါ်တာတွေပါဖော်ခဲလိုက်ကွာပြီးတော့စကရောဖော်ရောနဲ့မီးလာဝါနဲ့ကြွေတာစော်လေးကသူ့ထက်ကြံတော့ခုံပြီးလှမ်းတဲ့တီးကဒီမှာဝီးရလေတဲ့အိမ်မလိုလိုဘာလိုနဲ့သူကဂိမ်းတော့ထားဆော့ပြနေလိုက်သေးတယ်ဟိုမှာတီးပြီဆိုပြီးမြန်မာလူကြီးဂိမ်းဆုံးတီးပြနေတာအဲ့ဒါသူရင်လားဆိုတော့သူထက်တီးတာကဝါနဲ့လို့ဒူးထက်ပေါင်းတဲ့ပိုးပိုက်ဒီဟိုမှာဘယ်လောက်တီးလဲဆိုထိုင်တဲ့ဆိုင်တော့အဲဘာဒီအဲ့ဒါအဲဘာဒီမှာမြန်မာလူကြီးဂိမ်းဆုံးတီးလို့ရနေပြီထားလို့နေလို့ဘေးဝိုင်းကချက်ဆိုင်ဒီလေးတောင်လှမ်းကိုနဲ့ပိုးပိုက်ဒီစားကိုတီးလို့ဂိမ်းထဲမှာပြောတာပါဟိုမှာပိုးပိုက်ဒီအဲ့ဒါလက်ဖေးဆိုင်မှာတယောက်တည်းမြန်မာလူကြီးဂိမ်းဆုံးတီးထုတ်သွားတာစပင်ညက်ဆိုင်ကငနဲတွေပါမရတော့ဘူးသူတို့လည်းဂိမ်းဆုံးထပ်ဒီအဲ့ဒါတင်လားဆိုတော့ကြိုင်ဝင်းတွေမှာပါတယ်ဟိုမှာကြိုင်ဝင်းတွေသူကလည်းဂိမ်းဆိုင်ဖွင့်ပြီးမြန်မာလူကြီးဂိမ်းဆုံးထပ်တီးချင်တာနဲ့ပွဲတသိန်းလောက်ဆော်လိုက်တာစပင်တော့တမွေးမှမချန်တော့ဘူးဟိုမှာကြိုင်ဝင်းတွေဒါနဲ့ငနေကိုအားကြလို့ဆိုပြီးအဖျော်ဆရာစာခလေးတစ်တိုက်ပါဆုံးလိုက်တီးထုတ်ကုန်လို့နောက်ဆုံးမိုက်လိုက်တာငါသားရတွေဖြစ်ကုန်တော့တာပါပဲကဲမြန်မာလူကြီးဂိမ်းဆုံးတီးထုတ်ချင်ရင်မင်းဘော်ဓာတွေပါခေါ်ခဲ့လိုက်ဟိုပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ